ပါကြိုက်တာသုံးလို့ရပါကုသိုလ်ပြုတာတရွာလုံးကင်ထဲွယ်လူတန်းပေးပါတရက်ွယ်လုံးထဲွယ်လူတန်းပေးပါအောင်ပင်လေးရွာလို့တစ်ချိန်လုံးငါဆိုပဲပြီးမဲ့ရက်ွက်ကြီးဖြစ်သွားပါပြီကဲအားလုံးစေတနာရှိသောထဲွယ်လူတန်းပေးပါဒါပြီးရင်ကျွန်တော်ပေးတဲ့ကံပြီးပါမြို့လဲကမန်တန်လှဲ့ရွာလေကမန္တအယံမာတဲ့ကုသိုလ်ကြောင့်ကြီးရဲ့အိုလေရန်ငယ်ပြုံးလေရန်ငယ်ပြုံးရှင်လူမျိုးတဲ့ငယ်တဲ့ငယ်ကကိုလူမျိုးထိုင်ငယ်တဲ့ငယ်ကကြောင်းအိုလို့မောစောလို့ရွှင်တော်ကြီးလိုပါတို့အလူမကြီးတော်နုနုဝေကလူနေပြီခမညာဝိသခာကြောင့်အမကြီးလိုပါတို့အလူမကြီးတော်နုနုဝေကလူနေပြီခမညာအလူတကဥလာဝင်တိုင်းမှာလူဘုံကထူးတယ်လူရနပါရမရသူတို့ပါဘာလူပါသူသာတုလို့ကောင်းကြီးခေါ်နိုင်ကြပါပြီခမညာအားလုံးပါလူပါလူပါခမညာမန္တလေးကိုအောင်ပင်ရက်ွယ်စီဝါဥစ္စာဒီဝေလာတုတ်ကြပါပြီခမညာရောက်မဲ့ထောက်ကားမှုတွေအစီအစဉ်ကြပါပြီခမညာအဲခန္ဓာမှာဒီဘိုင်းကိုပို့လိုက်ရအောင်ပါလို့အနောက်ကိုရဲမျောလိုက်ရဲ့အရှိကိုရှောက်ပါလို့အနောက်ကိုရဲမျောလိုက်ရဲ့တကောနိုင်ရွှေကောက်ကဖယားလေးဖယားလေးဖယားသာတို့ပါခင်ဗျာစာပလွင်ရင်မပိုက်ပါလို့စာပလွင်ရင်မပိုင်ရပါလို့ဇာပလူရှင်မပိုင်ပါလို့ကြောင်းတော်ကိုတဲ့လိုက်မယ်ကြောင်းတော်ကိုတဲ့လိုက်မယ်ပြင်ကြောင်းတော်ကိုတဲ့အမေလိုက်မယ်ပြင်ဘယ်စာကိုဘယ်နဝမောင်းတင်မမတော့ဘယ်စာကိုဘယ်နဝမောင်းတင်မမတော့ဘယ်စာကိုဘယ်နဝမောင်းတင်မမတော့မွေးမိမိတန်ချုံတော့ရောပြောတယ်ပါအိုးအလူတကာလူကမိသားစုနဲ့တို့အောင်တယ်တရားပဲလို့မတ်လေးတစ်မျိုးလုံးတဘာဝဘေးအန္တရာယ်ကင်းပါလေဒီဘေးအန္တရာယ်မှလည်းကင်းလို့ကြပါစေစိတ်သွားတိုင်းကိုပါလူအင်းဆန္ဒပြေဝကြပါစေရောင်းဝယ်ဖောက်ကားမှုတွေအဆင်ပြေကြပါစေစီးပွားဥစ္စာဒီရင်နာတိုးတက်ပြီးတော့ဒီနေ့အောင်တယ်လည်းမှာ9လူပေါ်ရင်အောင်တယ်ရက်ွယ်ဒီနောက်နဲ့10လူပေါ်ပါလိမ့်ဗျာ
သာသနာပြုတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေဖြစ်ပါလိမ့်ခင်ဗျာရွှေချမ်းပေါ်ရွှေချမ်းကြောင်းဦးလာဝနိုင်ကရွှေ